ပြည်တို့ကိုရောက်ပါစေခြင်းအကျိုးငါပထမဒုတိယတတိယတစ်ကြိမ်နှစ်ကြိမ်သုံးကြိမ်မြောက်အောင်ဘုရားယရနာဘုရားယရနာသံဃာယရနာယရနာမြတ်သုံးပါးတို့ကိုလူဝတိလက်ဆုံးမူ၍ရှေကိုပူဇော်ကုမြောမှန်လျှော့ကရောပါဤရှင်ဘုရားဘုရားယရနာတရားယရနာသံဃာယရနာဟုဆိုအပ်သောယရနာမြတ်သုံးပါးတို့ဤခုံကျေးဇူးတို့ကိုယုံကြည်မြတ်တို့လက်ဆုံးမိုး၍ရှိခိုးပူသောဖူးမြော်မှန်လျော့ကရောကြရသောကုသိုလ်ကံစေတနာတို့ကြောင့်အနေရခတ်သိမ်းပပျောက်ငြိမ်၍ကောင်းကျိုးချမ်းသာမင်္ဂလာတို့ဖြင့်ပြည့်စုံကြဖြစ်လျင်မဲ့ညံဘုံညံမျက်နှိပ်ပံကိုလျင်မြန်ထုတ်ချောက်မျက်မှောက်ပြုနိုင်ကြသည့်အမျိုးကောင်းသားအမျိုးကောင်းသမီးများဖြစ်ကြပါစေ။ဤတဲ့သူနဲ့ပြည့်ပြရသည်ဗျာ။ခန္ဓာစီစဉ်ရာဆရာတော်ဘုရားကြီးမှတရားတော်များကြီးမြင့်ပေးပါရန်ဘုရားတပည့်တော်ရိုသေလေးများစွာလျှောက်ထားအပ်ပါတယ်ဗျာ။ဒီနေ့1388ခုပထမဝါဆိုလဆန်း2ရက်2026ခုနှစ်6လပိုင်း16ရက်ညနေခင်းခါကာလပြင်ဦးလွင်မြို့နယ်ပြင်စာမြေပုံကျေးရွာမှာရှိတဲ့နောက်တကကြီးဒေါက်တာဦးစိုးလွင်ရဲ့ဝိသုဒ္ဓိမဲ့ဓမ္မလမ်းတရားဓမ္မစင်တာဒီရိပ်သာအတွင်းမှာနောက်တကကြီးရဲ့နှစ်20ပြည့်ဒီတရားဒေသနာနဲ့ပတ်သက်ပြီးတော့တရားအသိဉာဏ်နဲ့ပတ်သက်ပြီးတော့ဖြန့်ဝေခဲ့တာဒီသူတော်ကောင်းအလုပ်ကိုကြိုးစားပြီးတော့ကိုသိတဲ့အသိတွေကိုမျှဝေခဲ့တာနှစ်20နေပေါ့နော်ဒီနှစ်20ပြည့်တဲ့အထိမ်းအမှတ်ကလေးအနေနဲ့ဒါဘုန်းကြီးများကိုပြင်ပြီးတော့တရားဒေသနာများနာကြမယ်ပေါ့အဲ့တော့ဘုန်းကြီးတို့မြတ်စွာဘုရားရဲ့ဒေသနာတွေဆိုတာကအကုန်လုံးကောင်းနေတာအစာဤကောင်းခြင်းအလယ်ဤကောင်းခြင်းအဆုံးဤကောင်းခြင်းနဲ့ပြည့်စုံဘာလေးဖြည့်ဆွက်เสียလိုသေးတယ်လို့မရှိဘယ်ဟာလေးကတော့ပိုနေလို့နှုတ်လိုက်မှနဲ့တူတယ်လို့နှုတ်เสียလည်းမရှိကေဝလပရိပုံဏံအရာအလုံးပြည့်စုံအဲ့ဒါလိုတရားဒေသနာမျိုးနာယူကြည်ညိုခြင်းဖြင့်နှစ်20ပြည့်အထိမ်းအမှတ်လေးကိုလုပ်ကြရသော်ဘုရားကအင်္ဂုတ္တပါဠိတော်စတုကနိပတ်ထဲမှာငါဘုရားဖြစ်တဲ့ညနဲ့ပြိဋိဘံဆန်တဲ့ညဒီညနှစ်ညကြားမှာနှစ်ပေါင်း40နဲ့5နှစ်မြတ်စွာဘုရားဖြတ်သန်းခဲ့ဘုရားအဖြစ်နဲ့ဘုရားဖြစ်တဲ့ညရဲ့ပြိဋိဘံဆန်တဲ့ညရဲ့ကစုံလာပြည့်နှစ်ခုနော်အဲ့ဒီညနှစ်ညကြားမှာငါပြောခဲ့တဲ့စကားတွေဟာပြောတဲ့အတိုင်းမှန်တယ်ဒါကြောင့်ငါဟာတထာဂတမြည်တယ်လို့အဲ့ဒါလိုမြတ်စွာဘုရားကရဲတင်းတဲ့အာမခံချက်နဲ့သူပြောခဲ့တဲ့စကားတွေအားလုံးအတွက်အဲ့ဒါလိုပြည့်ပြည့်စုံမြတ်စွာဘုရားအာမခံချက်ပေးအဲ့ဒါလိုစကားမျိုးကိုဘုန်းကြီးများပြောမှနားထောင်ဉာဏ်ရှိကြတဲ့ပုဂ္ဂိုလ်တွေအလွန်မှလေးလေးနက်နက်နှစ်သက်သွားစေနိုင်တဲ့သုတ်တန်တစ်ပုဒ်ရှိအဲ့ဒါဘုန်းကြီးတို့အင်္ဂုတ္တပါဠိတော်ထဲမှာပဲဝိတာရိဇသုတ်တန်ဆိုဟောဝိတာရိဇဆိုတာရှောက်ယွံခြင်းကင်းရဲတင်းတယ်လို့အဓိပ္ပာယ်ရတယ်မြတ်စွာဘုရားသူ့မှာဝိတာရိဇဂုံနဲ့ပြည့်စုံတယ်လို့ဝန်ခံတယ်။ဘာကြောင့်မြတ်စွာဘုရားရဲ့ကြောက်ရွံ့ခြင်းကင်းရဲတင်တယ်လဲ
ယဟန်တို့တဲ့ငါအလုံးစုံသောတရားကိုသိတယ်လို့ဝန်ခံထားတယ်အဲ့ဒါကိုဒီလောကကြီးမှာလူတွေနဲ့တွေမြမာတွေဘလို့လူမျိုးမရှိအရှင်ကအားလုံးကိုသိတယ်လို့ဝန်ခံထားတယ်ဒါမှမဟုတ်ဒါလေးတော့မသိပါဘူးလို့ငါ့ကိုထောက်ပြပြောဆိုနိုင်တဲ့လူမပြောတဲ့နတ်တွေမြမာတွေဒီလောကမှာဘယ်သူမှမရှိတဘာဝကြကြအရှင်ဘုရားဒါလေးတော့မသိပါဘူးလို့အကြောင်းယုတ်တိခိုင်ခိုင်လုံလုံနဲ့ထောက်ပြပြောဆိုနိုင်တဲ့လူမရှိဘူးထောက်ပြပြောဆိုစရာအကြောင်းလည်းမရှိဘူးသူတဘာဝမကြပဲနဲ့တော်ရမှန်လျှောက်ပြောတာတော့ရှိမှာပါနော်အဲ့ဒါကြောင့်ငါလောကကြီးမှာကြောက်ရွံ့ခြင်းကင်းရဲရဲတင်းတင်းနေရတယ်တဲ့ရသော်ဘုရား तू အလုံးစုံသိတယ်ဆိုတာကိုအဲ့ဒါလိုဝန်ခံချက်နဲ့ဟောတယ်နောက်ဒုတိယငါဟာအသောတရားကုန်ခန်းသွားပြီစိတ်ရဲ့အညစ်အကြေးတွေလုံးဝမရှိတော့မကောင်းတဲ့သဘောဘာမှမရှိတော့ဘူးလို့ပြောတာအဲ့ဒါကိုတစုံတစ်ယောက်သောပုဂ္ဂိုလ်ဟာရှင်ဘုရားတန်တမှာဒီမကောင်းတာလေးတော့ရှိတယ်တွေ့ရတယ်အဲ့ဒါလိုအကြောင်းယုတ်တိခိုင်ခိုင်လုံလုံနဲ့ထောက်ပြပြောဆိုနိုင်တဲ့လူတရားမှမရှိဘူးပြောဆိုနိုင်စရာအကြောင်းလည်းမရှိဘူးဒါကြောင့်ငါဟာကြောက်ရွံ့ခြင်းကင်းရဲရဲတင်းတင်းနေရတယ်ခွန်ကြီးတို့ဘလောက်အားရစရာကောင်းတော့နော်ဒီလိုပုဂ္ဂိုလ်ဒူမျိုးရဲ့အဆုံးအမကိုမှတ်သားခွင့်ရတယ်နောက်တတိယဘာပြောတော့ငါကဒါကိုလုပ်ရင်အန္တရာယ်ရှိမယ်လို့ပြောထားတဲ့အန္တရာယိကဓမ္မဆိုတာရှိတယ်မင်းတို့ဒါမလုံးနဲ့ဒီအပြောမျိုးမပြောနဲ့ဒီလိုအတွေးမျိုးမတွေးနဲ့အဲ့ဒါအန္တရာယ်ရှိတယ်မင်းတို့ဒုက္ခဖြစ်လိမ့်မယ်ငါအန္တရာယ်ရှိတယ်လို့ပြောထားတဲ့အရာကိုဒါအန္တရာယ်မရှိပါဘူးလို့အကြောင်းယုတ်တိခိုင်ခိုင်လုံလုံနဲ့ဘယ်သူမှထောက်ပြပြောဆိုနိုင်တဲ့အကြောင်းမရှိဘူးအဲ့ဒါကြောင့်ငါဟာကြောက်ရွံ့ခြင်းကင်းရဲတင်းပြီးတော့နေရတယ်ဒီလိုဒေသနာမျိုးကိုစွဲနေအောင်မှတ်ရမှာနော်ငါအလုံးစုံကိုသိတယ်ငါမကောင်းတာတွေအကုန်လုံးကိုဖယ်ပြီးပြီငါကအန္တရာယ်ရှိတယ်လို့ပြောတဲ့အရာတကယ်အန္တရာယ်ရှိတယ်မရှိဘူးလို့ဘယ်သူမှအကြောင်းယုတ်တိခိုင်ခိုင်လုံလုံနဲ့ညင်းချက်အထုံးနိုင်နောက်စတုထနေယာနိကဓမ္မဒါဟာဒုက္ခငြိမ်းချောင်းဆင်းရဲဒုက္ခကလွတ်မြောက်ကြောင်းတရားဖြစ်တယ်ဒါကိုဒုက္ခငြိမ်းချောင်းတရားလွတ်မြောက်ကြောင်းတရားမဟုတ်ပါဘူးလို့နော်လူတွေနဲ့တွေပြမာတွေတဲ့ဘယ်သူမှဒါကိုအကြောင်းယုတ်တိခိုင်ခိုင်မာမာနဲ့အပြောနိုင်ဒါကြောင့်မလို့ငါဟာကြောက်ရွံ့ခြင်းကင်းရဲတင်းပြီးတော့နေရတယ်တဲ့ဘုန်းကြီးကအဲ့ဒီသုတ်တံကိုစဖတ်ဖူးရရစစိတ်ထဲမှာအလွန်ကျဉ်တ်တဲ့အဲ့ဒီကျဉ်တ်မှုဟာဘယ်ထိရောက်သွားသလဲဆိုတာနော်ဘုန်းကြီးရဲ့စိတ်ထဲမှာအလွန်လေးလေးနက်နက်နောက်ထပ်မြတ်စွာဘုရားရဲ့ဒေသနာတွေဘုန်းကြီးတို့လေ့လာဖြစ်မဲ့ဒေသနာတွေရဲ့အပေါ်မှာတောင်လွှမ်းမိုးမှုအကြီးကြီးရှိသွားတယ်။နောက်ဒီအကြောင်းအရာလေးကိုဘုန်းကြီးကဒါပြောဖို့ရည်ရွယ်ချက်မရှိဘူးဒီဥစ္စာကနော်ရှစ်ဆက်ပြောမဲ့စကားကိုပို့ပြီးတော့လေးနဲ့စေခြင်းလို့ဒီအကြောင်းအရာကခေါင်းထဲရောက်လာကျွတ်တို့ကိုယ်ဝယ်တဲ့မြတ်စွာဘုရားဟာဝိတာရိစဉာဏ်နဲ့ပြည့်စုံတယ်ဝိတာရိစဆိုတာပါတော့ကြောက်ရွံ့ခြင်းကင်းရဲတင်းတယ်ဘာလို့ကြောက်ရွံ့ခြင်းကင်းရဲတင်းတာတော့လေးချက်ပြောထားတာနော်မြတ်စွာဘုရားမှတ်မိပါစေနားလည်ပါစေဘုန်းကြီးပြောတာဘာမှနားမလည်နိုင်တဲ့အသုံးနှုန်းမပါငါတရားအလုံးစုံအကုန်သိတယ်ဒါလို့ရင်ဆင်းရဲပဲဒါလို့ရင်ချမ်းသာပဲဒါလို့ရင်လွတ်မြောက်မယ်ဘဝဆင်းရဲတယ်ဒီဆင်းရဲဘာကြောင့်ဖြစ်တယ်လဲအကုန်သိအဲ့ဒါကိုမသိပါဘူးလို့ဘယ်သူမှထောက်ပြပြောဆိုခြင်းကမတတ်နိုင်ငါတန်တမမကောင်းတဲ့ကိလေသာအသောတရားတွေလုံးဝမရှိဘူးဒါကိုဘာလို့ရှိပါသေးတယ်လို့ငါ့ကိုထောက်ပြပြောဆိုနိုင်တယ်လို့မရှိဘူးငါအန္တရာယ်ရှိတယ်လို့ဟောထားတဲ့တရားကိုအန္တရာယ်မရှိပါဘူးလို့ဘယ်သူမှထောက်ပြပြောဆိုခြင်းကအစွမ်းနိုင်ဘူးဟုတ်လားငါကလွတ်မြောက်ကြောင်းတရားလို့ပြောထားတာတကယ်လွတ်မြောက်ကြောင်းတရားဒုက္ခငြိမ်းချမ်းတရားအဲ့တော့ဒီလေးခုကိုဘုန်းကြီးတို့ဘာလုပ်အောင်တော့စွစွမြဲမြဲမှတ်တာရသော်ဘုရားအလုံးစုံကိုသိတယ်ရသော်ဘုရားရဲ့တန်တာမှာအလုံးစုံဖြူစင်တယ်တန့်ရှင်းတယ်ဘာညင်တော်မှုမှမရှိဘူးရသော်ဘုရားအန္တရာယ်ရှိတယ်လို့ပြောထားတဲ့အရာတကယ်အန္တရာယ်ရှိတယ်အကုသိုလ်တရားတွေလို့အကျဉ်းမြင်နားလည်ရမယ်နော်မြတ်စွာဘုရားကလွတ်မြောက်ကြောင်းတရားလို့ပြောထားတဲ့တရားတကယ်လွတ်မြောက်ကြောင်းတရားဖြစ်တယ်အဲ့ဒါမဂ္ဂင်၈ပါးကိုပြောတာအကျဉ်းမြင်လေးဘုန်းကြီးတို့ကအလောက်တော့မလုပ်ထားရမှာလို့ကိုယ့်ရဲ့ဗုဒ္ဓဘာသာဖြစ်ရတဲ့အနေအထားလေးကိုဒီသုတ်တန်လေးကိုဆွဲဆွဲမြဲမြဲနားလည်အောင်လုပ်ပြီးတော့မှတ်သားမှုနဲ့နော်ကိုယ်စိတ်ထဲမှာကိုပဲအဲ့ဒီကြောက်ရွံ့ခြင်းကင်းရဲတင်းတဲ့ဓာတ်တတိတွေကုဆက်လာအောင်ဘုန်းကြီးတို့ဘာလုပ်ရမလို့ကြိုးစားရမယ်အဲ့လိုမျိုးမြတ်စွာဘုရားကဟောထားခဲ့တဲ့စကားတော်ကိုအခုဘုန်းကြီးတို့ပြောကြမှာနားထောင်ကြမှာဟုတ်လားအဲ့တော့ဘုန်းကြီးကပါပြောဖို့
နော်စဉ်းစားထားတော့စဉ်းစားမိတော့ဆိုတော့လူတိုင်းကြားဘူးတယ်ဂရေ80တတိတာမိဘတွေကပညာသင်ရင်ပြန်မှဆိုလို့ဘာမှသင်မပေးဘူးသူ10သက်စားလို့မကုန်ဘူးဟုတ်လားအရွယ်ရောက်တဲ့အခါကျတော့သူ့လိုပဲပညာမတတ်တဲ့ဂရေ80ကျွဲသွားတဲ့တတိသမီးတယောက်နဲ့ရတယ်ဂရေ160နေတဲ့စီးစိမ်မဟုတ်ဒါပေမဲ့ဉာဏ်ပညာမရှိတဲ့အတွက်ကြောင့်ဘလောက်ပဲပေါ်များပြောမှဒါတွေဟာတခဏချင်းပဲကုန်ခန်းသွားတယ်လိန်နဲ့ညာတဲ့လူတွေနဲ့ပျက်စီးခြင်းလွယ်လွယ်လေးအဲ့ဒါဘာလို့ရအောင်တောင်းရစားတော့ရတယ်ဇေတုံအကြောင်းမှာယဟန်တော်တွေရဲ့စွန့်ကြံကွန်းကြံတောင်းစားရောက်အဲ့ဒါကိုမြတ်စွာဘုရားကြည်ပြီးတော့ပြုံးရှင်အနန္ဒာမေးလျှောက်တဲ့အတွက်ကြောင့်မြတ်စွာဘုရားငယ်တုန်းကမြန်ကွယ်စီးပွားရှာမယ်ဆိုထိတ်တန်းတတိကြီးဖြစ်မှာတရားရှာမယ်ဆိုတရားတို့တရားမြတ်ရမှာဒကာကြီးဆိုရင်ယဟန္တာတောင်ဖြစ်မှာဒီစကားတွေကိုကြည်ကြံအမြင်သူတို့မှာသူတို့လှုပ်ရင်ဖြစ်နိုင်ခြေရှိတယ်ဆိုတဲ့ပါရမီပါခဲ့ပြီးသားဒါပေမဲ့မလှုပ်ခြင်းအဖြစ်ပါခဲ့တဲ့အကြောင်းတရားကောင်းတွေကိုသူတို့ဟာဖျက်ဆီးပစ်လိုက်တယ်ဒါကိုမြင်ရမယ်နော်သူတို့ကြိုးစားရှာဖွေမယ်ဆိုရင်လောကီယတနာရှာလဲရမယ်လောကုတ္တရာယတနာရှာလဲရမယ်မရှာတော့မရဘူးအလကားနေရင်းနဲ့ရှင်းကျက်သွားလိမ့်မယ်လို့များရောင်လို့တောင်မမျှော်မှန်းလေနဲ့နော်ဘာမှမလုပ်ရင်တော့အသက်ကြီးလေဆိုးလေလို့ဘုန်းကြီးအဲ့လိုပြောခြင်းဟုတ်လားအာမှမလုပ်ဘူးဆိုရင်တော့အသက်ကြီးလေအမှားတွေထက်မယ်အညစ်တွေထက်မယ်ဘာမှကောင်းနိုင်စရာမရှိလူစိတ်ဟာရေလိုပဲလို့ကြားဘူးတယ်မဟုတ်လားလောင်းချလိုက်ဘယ်ပဲစီးသွားမှာတော့နေရပဲစီးသွားမှာအဲ့ဒါတမင်ကြိုးစားတာမို့သူ့တဘာဝစိတ်ကဒီတိုင်းပဲမြင့်ရရောက်ချင်တော့ဘုန်းကြီးတို့ကတမင်ကြိုးစားရတယ်အထောက်ရတယ်မဖြစ်နိုင်ဘူးတော့မဟုတ်ဘူးဖြစ်အောင်လုပ်လို့ရတယ်ပိုက်ထဲပဲမော်တာနဲ့တင်လိုက်မယ်ဘယ်လောက်ထိတက်ချင်တယ်လဲဒါပေမဲ့တမင်ကြိုးစားရတယ်အဲ့တော့ဘုန်းကြီးတို့ရဲ့စိတ်ဟာပြစ်ထားပဲဆိုရင်တော့ဘာဖြစ်သွားမှာတော့ရုံညံ့တဲ့ဘက်ကိုပဲသူကထိုးဆင်းသွားမှာဒါသူ့တဘာဝပဲဒါကိုကျွတ်တော့ဘာလို့ထားဖို့လို့တော့နားလေထားဖို့လို့ခုဒီမှာမြတ်စွာဘုရားပြောပြီးသူတို့တကယ်လို့ရှာခဲ့မယ်ဆိုရင်လောကီပဲရှာဓမ္မပဲရှာရနိုင်ခြေအပြည့်အဝရှိတယ်မရှာတော့မရဘူးပေါ့အဲ့ဒီမှာအဲ့ဒီတထေးလင်မယားအခုတော့ဘယ်လိုဖြစ်နေတော့တောင်းစားတဲ့တက္ကကြီးတက္ကမကြီးပေါ့သူတို့နှစ်ယောက်ကိုအကြောင်းပြုပြီးတော့မြတ်စွာဘုရားဂါထာနှစ်ပုဒ်ဟောတယ်ဘုန်းကြီးအလွန်ကိုသဘောကျတယ်ဟိုတုန်းကဘုန်းကြီးကတရားဟောရင်ဒါလေးကအလွန်ကောင်းတာဘုန်းကြီးကအလွန်သဘောကျတာအဲ့ဒါတွေကများလွန်အားကြီးဟုတ်လားကိုကလည်းတကယ်သဘောကျတော့ဒါကိုသဘောကျတယ်လို့မပြောဘဲမနေနိုင်ဘူးအဲ့တော့များကမှများရောပြောရမှာနော်သဘောကျတယ်အစရိတဝဗြဟ္မစရိယအလတ္တရွပနေတနံဇိနကွန်ဇာဝဇာယန္တိခိနမစ္စေဝပန္လလီပထမဂါထာလေးအဓိပ္ပာယ်ဘာပြောတော့အစရိတဝဗြဟ္မစရိယအလတ္တရွပနေတနံအရွယ်ရှိတုန်းကလုံနိုင်ကိုင်နိုင်တုန်းကဥစ္စာပစ္စည်းလည်းရအောင်မလုပ်ခဲ့ဘူးအချင်းမြတ်ကိုကျင့်သုံးခြင်းအဖြစ်အတိညာဏ်ဓုကိုလည်းမရှာဖွေခဲ့လွယ်လွယ်လေးပြောရရင်ပစ္စည်းလည်းမရှာဘူးတရားလည်းမရှာဘူးနော်အရွယ်ရှိတုန်းကလုံနိုင်ကိုင်နိုင်တုန်းကဥစ္စာပစ္စည်းလည်းမရှာဘူးသူတော်ကောင်းတရားလည်းသိအောင်မလုပ်ခဲ့ဘူးအဲ့လိုလူမျိုးကြီးလာပြီဆိုရင်ဘာဖြစ်မယ်တော့တဲ့ဇိနကွန်ဇာဝဇာယန္တိအတောင်ကျိုးနေတဲ့ဂျိုးကြအိုကြီးခိနမစ္စေဝပန္လလီငါးကုန်နေတဲ့ရေအိုင်ဘေးမှာမှိုင်နေတယ်လို့မျိုးမှိုင်ရလိမ့်မယ်ရေကန်ဘေးတော့ရောက်နေတယ်ဒါပေမဲ့ရေကန်ထဲမှာငါတစ်ကောင်မှမရှိဘူးဒီကန်ထဲမရှိလို့ဒီပြင်နေရသွားရှာမယ်ဆိုတော့လေပြန်တန်းသွားနိုင်တဲ့အတောင်မှသူ့မှာမရှိတော့ဘူးအိုမင်းနေပြီဘလောက်မြန်အခါရခက်မလဲအဲ့ဒီအခြေအနေကိုဝင်စားပြီးတော့ကြည့်ကြည့်လိုက်အဲ့ဒီဂျိုးကြအိုကြီးကိုဖြစ်ကြည့်လိုက်စိတ်ကူးနေပါနော်ဘိုက်ကလည်းစားလောင်းလာပြီလိုအပ်လာပြီအဲ့ဒီလိုအပ်ချက်ကိုဖြည့်ဖို့အတွက်ရေကန်တော့ရှိတယ်ငါမရှိဘူးတဏှာသွားမယ်ဆိုတော့လည်းသွားနိုင်တဲ့အစွမ်းမရှိဘူးမကောင်းတဲ့အဖြေကြီးထွက်နေတယ်သူဘာလုပ်နိုင်တယ်လဲဒီအခြေအနေကိုသူဘာပြောင်းလဲနိုင်တယ်လဲဘာမှမပြောင်းလဲနိုင်ဘူးဒါတချို့လူတွေရဲ့ဘဝအဲ့ဒီပုံစံအတိုင်းကိုကွက်တိဝင်အောင်သွားနေတာအဲ့လိုကွက်တိဖြစ်နေတဲ့လူတွေလည်းအများကြီးပဲဘယ်အခြေအနေမျိုးမှာတော့ဆိုရင်အထူးသဖြင့်တော့သေခါနေပေါ့ကျန်တဲ့အခြေအနေတော့ကျွတ်တို့ကအတောင်မှလည်းကောင်းသေးတယ်ငါးတွေလည်းပေါ်သေးတယ်ပေါ့လိုအပ်ချက်ကတိတ်ပြီးတော့ဖြည့်ဆည်းနိုင်သေးတယ်သေခါနေမှာတကယ်လိုအပ်တာကအသိဉာဏ်
ဖြတ်ပြီးတော့ပြောဦးမယ်ကျွတ်တို့ကဘဝမှာလိုအပ်ချက်တွေနဲ့သွားနေရတာဒါကိုမြင်ဖို့လိုတယ်နော်ဘုန်းကြီးတို့မြင်ဖို့လိုတယ်မနဲ့လင်းလာပြီဆိုတာနဲ့အညီအကျေးသုတ်သင်ပေးဒါကြီးကမတင်တယ်ဘူးသူကအဲ့ဒါကြီးကိုအမိုက်အနေနဲ့ရှုပ်ထားပြီတော့ကျွတ်တို့ဘာလုပ်ရတော့အဲ့ဒါကိုအရင်သုတ်သင်ပေးရတယ်ပြီးရင်ဒီထဲမှာလေးလံနေပြီဒီအညီအကျေးကိုဘာလုပ်ပေးဆွန့်ထုတ်ပေးတောင်းဆိုမှုနဲ့ဘုန်းကြီးတို့အတောင်းဆိုခံရပြီးတော့ပဲသွားနေရတယ်လုံးမပေးရင်ပိုးပြဿနာတက်မယ်လုံးပေးတော့ပြီးသလားဆိုတော့လည်းမပြီးပြန်ဘူးဟုတ်တယ်မဟုတ်လားဆက်ပြီးတော့ကြည့်လိုက်အစာအာဟာရထည့်ပြီးအဲ့ဒီလိုအပ်ချက်ကတော့အကြီးဆုံးလို့ဘုန်းကြီးထင်တယ်နော်ဇိကိစ္စံပရမရောဂါဆာလောင်ခြင်းဟာယောဂတွေထဲမှာအကြီးဆုံးလို့ဘုရားဟောတယ်ရေထည့်ပေးရတယ်ပို့ပြီးတော့အသေးစိတ်ကလေးကြည့်ကြည့်လိုက်အချိန်တိုင်းဒီခန္ဓာကိုယ်ကြီးကဘယ်လိုအပ်ချက်နဲ့သွားနေတာလဲဆိုတော့အောက်ဆီဂျင်လိုအပ်ချက်နဲ့သွားဆရာကြီးဆရာဝန်သိဟုတ်လားဒီထဲဆရာဝန်တွေလည်းပါလိမ့်မယ်နော်တခဏလေးတောင်သူ့ကိုမပေးဘူးကွာလို့လုပ်လို့မရအောင်အစာရည်သာလိုအပ်ချက်ဘုန်းကြီးကကြမ်းကြမ်းပန်းပန်းစဉ်းစားမိတယ်ဘာမှမစားဘဲနဲ့ရှင်းနေမကောင်းဘူးလားဘောကဘာလို့အဲ့လိုမဖြစ်တာတော့ရှင်ဖို့အတွက်ဘာလို့ထည့်ပေးဖို့လိုအပ်နေတာတော့ဒီလိုအပ်ချက်တင်လာဘယ်ဟုတ်ပါမလို့လုံလုံခြုံခြုံဝတ်ပေးထားဖို့လိုသေးတယ်ပုံစံကြီးကဒီအဝတ်အုပ်မပေးလို့ရှိရင်မတင်တယ်ဘူးဒါတင်လားဆိုတော့မဟုတ်ဘူးယာတိဥဒုဒံကိုလည်းမခံနိုင်ဘူးတခြားသောတချို့တရိษံတွေလို့အမွှေးတွေအမင်တွေနဲ့အုပ်ထားပေးမယ်ဆိုရင်လည်းမဆိုးသေးဘူးလို့တခါလေတွက်ကြည့်တယ်အခုအဝတ်ကိစ္စလည်းဘုန်းကြီးတို့ဘာလို့တော့လုံးမရတယ်လုံလုံခြုံခြုံရန်ရှာမဲ့လူကလည်းရှိသေးတာဆိုတော့လုံခြုံမှုကလည်းလိုသေးတယ်တဘာဝအန္တရာယ်ကာကွယ်ဖို့အတွက်အမိုးအကာလည်းလိုသေးတယ်လိုအပ်ချက်တွေကိုမြင်အောင်ကြည့်ရနော်စားရည်ဝေးရည်နေရည်ပြီးတော့ပါရည်အကြီးမားဆုံးလိုအပ်ချက်လို့တောင်ဆိုနိုင်တယ်အဲ့ဒါဘာလို့ကျမ်းပါရည်သူကသုံးနေတာနဲ့အမျှချွတ်ရင်းနေတယ်ဒီကားတစ်စင်းသုံးနေတယ်ဆိုရင်အဲ့ဒါ workshop ကိုဘုန်းကြီးတို့လေ့လာမထားလို့မရဘူးဘယ်နာမှာကားပြင်ဆက်ယုံရှိတယ်လဲဆိုတာကားရှိတဲ့လူတိုင်းသိတယ်အခုလူတိုင်းဘာကိုသိတယ်ဆေးုံဆေးကဘယ်နာမလဲဆိုတာသိတယ်မဟုတ်လားဘာလို့အောင်ပြင်ရမယ်လိုအပ်ချက်နဲ့သွားနေတာဒါရှုတော့တစ်မျိုးကနေဘုန်းကြီးကြည့်ပြောတာနော်ကင်ကလေးတုန်းကဘယ်လိုလိုအပ်ချက်ရှိတယ်လဲနည်းနည်းလေးအသိဉာဏ်ရှိလာတော့ဘယ်လိုလိုအပ်ချက်ရှိလာလဲပညာသင်ရတယ်ကျုပ်တို့လှုပ်ချင်သည်ဖြစ်စေမလှုပ်ချင်သည်ဖြစ်စေသွားပညာသင်ညင်းခွင့်ကျုပ်တို့မှာမရှိဘူးတော့အရွယ်ရောက်လာပြီဆိုရင်တဘာဝတရားရဲ့နိယာမယဟောလိုအပ်ချက်တွေကဘာတော့အပေါင်းဖော်လိုအပ်လာတယ်တာရီသမီးတွေရလာတယ်သူတို့စားဖို့တောက်ဖို့လိုအပ်အမြဲတမ်းလိုအပ်ချက်နဲ့ကြီးသွားနေတယ်ကျုပ်တို့လှုပ်ပြီးရင်လှုပ်ပြီးလှုပ်မပြီးရင်ပိုဆင်းရမယ်ဟုတ်တယ်မဟုတ်လားအဲ့ဒါဘုန်းကြီးကအလွန်ကြီးမားတဲ့လိုအပ်ချက်ကြီးတစ်ခုမြင်စေချင်တာပေါ့နော်အဲ့လိုကြီးပြောလိုက်တဲ့အခါကျတော့ကိုကဆရာလုပ်တဲ့လေတံကြီးလဲပေါက်နေမှလဲဆိုရတယ်လူတွေကိုသိမ့်မမြင်ညာဘူးလို့ကျုပ်ကမြင်မိလို့ပြောတာပါလေအဲ့လိုအလွန်ကြီးမားတဲ့လိုအပ်ချက်ဆိုတာဘာလို့ဆိုတော့အသိဉာဏ်လိုအပ်ချက်အခုဒီရွယ်တွေအရွယ်လေးလည်းရှိသေးတယ်ရှားတိုင်းလည်းရမယ်အစသာရအထိုက်လျောက်ဆင်းပြေးနေမယ်ဆိုရင်အဲ့ဒီအသိဉာဏ်လိုအပ်ချက်ကသိပြီးတော့မသိတာသူဆင်းပြေးနေတယ်လေသူလေလဲရှူနိုင်တယ်ရေလဲတောက်နိုင်တယ်အစာအာဟာရလဲစားနိုင်တယ်တင်းတောင်တင်းတယ်လဲဝတ်ထားတယ်ဟုတ်လားသူရှင်းသန်းနေတယ်ဘာမှသိပြီးတော့လိုတယ်လို့မရှိဘူးကျမကြီးပြက်ပြီးဆိုရင်တော့ဆေးဝါးလိုအပ်ချက်အကြီးကြီးဖြစ်လာမယ်ပေါ့နော်ခုနကဘုန်းကြီးပြောလိုက်တာပါတော့အသိဉာဏ်လိုအပ်ချက်အဲ့ဒီအသိဉာဏ်လိုအပ်ချက်ကဘယ်ချိန်မှထင်ရှားလာမလဲအထူးသဖြင့်နာခြင်းသေခြင်းဒီတရားနှစ်မျိုးနဲ့တွေ့တဲ့အခါမှာထင်ရှားတယ်ဘုန်းကြီးတို့ကျမကြီးဖောက်ပြန်ပြီအကြီးအကျယ်ဒုက္ခဖြစ်ပြီတစ်ဖက်ကဆေးဝါးလိုအပ်ချက်ရှိတယ်ကုသမှုလိုအပ်ချက်ရှိတယ်ပြုစုမဲ့လူလိုအပ်ချက်ရှိတယ်ချွတ်တော့အဲ့ဒီလိုအပ်ချက်လောက်ပဲသိတာအဲ့ဒါတွေတော့တကယ်ကိုဘယ်သူမှသင်ကြမလို့ကုန်ရှားထားရနော်ငွေဆိုတဲ့တလုံးတည်းသောခေါင်းစဉ်အောက်မှာအဲ့ဒါတွေကျွတ်တို့အကုန်ရှိပြီးသားဟုတ်တယ်မဟုတ်လားဒါပေမဲ့အဲ့ဒီချိန်မှာကျွတ်တို့စိတ်ဆင်းရဲနေတယ်ကျွတ်တို့ဒီခန္ဓာကိုယ်ကြီးကနာတတ်တဲ့သဘာဝရှိတယ်ဆိုတာကိုမသိဘူးမဟုတ်သိတယ်သိပေမဲ့လို့တကယ်သိတာမဟုတ်တဲ့အတွက်ကြောင့်နာလာပြီဆိုရင်ကျွတ်တို့မှာလက်ခံနိုင်ဆုံးကအပြည့်အဝမရှိဘူးကျွတ်တို့ကနာခြင်းသဘောတရားနဲ့အမြဲတမ်းမလုပ်နဲ့ရံဖြစ်ညှင်းဆန်မနာခြင်းဘူးလို့လုပ်တယ်နာတတ်တဲ့ဘဝကြီးတန်လန်းနဲ့ကျွတ်တို့ကမနာခြင်းဘူးလို့လုပ်တယ်ဒီနေ့အဖြစ်နာနေတဲ့အချိန်မှာတတ်တာမှုကိုအကြီးအကျယ်တောင့်တတယ်ရမလားရဘူးဒီချိန်မင်းမမျှော်လင့်နဲ့မရအောင်ဒီသဘောကိုပြောတာနော်အဲ့ဒီချိန်မှာကျွတ်တို့ဟာဘဝရဲ့သဘောကိုအများကြီးမှန်မှန်ကန်ကန်သိတဲ့ဉာဏ်ကိုသာရအောင်ရှာခဲ့ဘူးမယ်ဆိုရင်ကျွတ်တို့အများကြီးတတ်တာလိမ့်မယ်အသိဉာဏ်လိုအပ်ချက်ဆိုတာအဲ့ဒါကိုပြောတာအဲ့ဒါထက်ပိုးပြီးတော့ကြီးမားတဲ့အသိဉာဏ်လိုအပ်ချက်ကဘယ်ချိန်လာမလဲလို့မေးရင်သေခါနေချိန်
တောင်းဆိုပြီးမင်းဘဝကြောင့်ဘလောက်နားလေအောင်လုပ်ခဲ့တယ်လေမလုပ်ခဲ့ဘူးဆိုရင်တော့မင်းအကြီးအကျယ်စိတ်ဆင်းရဲတော့ဒါပဲဝန်ထဲစရာကောင်းတာကိုစိတ်ဆင်းရဲနေတာတောင်သူများကိုအဲ့ဒီချိန်မှာပြသနိုင်စွမ်းမရှိတော့ဘူးတချို့ကတေကန်လေးမှာအဆင်ပြေနေတယ်လို့ထင်နေတာသူတို့ကသူဘေးကရှောက်မြင်လို့မြင်ထင်လို့ထင်နေတာဟိုမယ်ဘလို့ဖြစ်နေတယ်လဲသူတကယ်သိတာမဟုတ်ဘုန်းကြီးထင်တယ်နော်တေကန်လေးမှာဒုက္ခဝေဒနာကနှိပ်စက်တာတယ်ဒေါမနတဝေဒနာကနှိပ်စက်တာကပိုးပြီးတော့ကြီးလဲကြီးမားတယ်ပိုးပြီးတော့လည်းအန္တရာယ်ရှိတယ်ဟုတ်တယ်မဟုတ်လားဒုက္ခဝေဒနာဆိုတာကိုရှင်းရတာဒေါမနတဝေဒနာဆိုတာစိတ်ဆင်းရဲတာတေဂာနီးမှာပဲဆင်းရဲကအကြီးအကျယ်နှိပ်စက်မယ်လို့ထင်တယ်လေဒေါမနတဝေဒနာကနှိပ်စက်မှာအဲ့ဒီဝေဒနာကပဲအပေချနိုင်ဒုက္ခဝေဒနာကအပေမချဘူးဒါပေမဲ့ဒုက္ခဝေဒနာကိုကျွတ်တို့ကနော်မချင်းကတ်တတ်ဘူးသူနဲ့တဲ့အောင်မနေတတ်ဘူးသူ့ကိုနားမလည်ဘူးသဘောမပေါက်ဘူးဆိုရင်ဒုက္ခဝေဒနာကနေဒေါမနတဝေဒနာကိုကျွတ်တို့အချိန်တိုအတွင်းမှာတော့ရှောက်ကူးသွားမယ်အဲ့ဒါကိုလည်းကျွတ်တို့နားလည်ရမယ်ပေါ့နော်ဒါပေမဲ့ကျွတ်တို့ကကြောက်တာကတေဂာနီးမှာဒုက္ခဝေဒနာကြောက်မှာပဲတို့မခံခြင်းဘူးမခံစားခြင်းဘူးပဲပြောနေတာဟုတ်လားအဲ့ဒါကတေဂာနီးမှာဒုက္ခဝေဒနာကြီးတချို့သိမရှိဘူးလို့ဘုန်းကြီးထင်တယ်ခန္ဓာကိုယ်သိမသိတော့ဘူးလို့လည်းထင်တယ်ဒကာကြီးတို့ဆေးပညာကတော့အမျိုးမျိုးပြောတာတွေရှိတာပေါ့နော်ဒါပေမဲ့ဘဝရဲ့ပေါ်မှာတွေ့ကပ်မှုဖက်တွေ့ထားမှုဘဝရဲ့ဒုက္ခသစ္စာသဘောကိုနားမလဲနိုင်လေဘဝရဲ့ပေါ်မှာတွေ့ကပ်မှုကကျွတ်တို့အထက်ထက်ရှိတယ်အဲ့ဒီတွေ့ကပ်မှုကြီးလေအပြီးပိုင်ထားခဲ့ရတော့မယ်ခွဲရတော့မယ်အခါမျိုးမှာမကျဉ်းနိုင်မှုလက်မခံနိုင်မှုနဲ့အကြီးအကျယ်အဲ့ဒါဒေါသဖြစ်နိုင်တယ်အဲ့ဒီအန္တရာယ်ကိုမြင်ရမယ်အဲ့ဒီအချိန်ကိုဘုန်းကြီးကဘယ်လိုသုံးသပ်တယ်လဲဆိုတော့အသိဉာဏ်လိုအပ်ချက်အကြီးမားဆုံးအချိန်ပေါ့ပေးတရားရှိမလားရှားထားရှားမထားဘူးဆိုရင်ခုနပြောပြီးပစ္စည်းလည်းမရှားခဲ့ဘူးဘုရားတော်မျှတအောင်ပြောတယ်တရားအသိဉာဏ်လည်းမရှားခဲ့ဘူးအဲ့လိုဆိုရင်ခုနပြောတဲ့နာခြင်းတို့သေခြင်းတို့တကယ်တွေးမှတော့အနာဂတ်မှာအဲ့ဒီအခြေအနေတွေနဲ့ရင်ဆိုင်ရပြီဆိုရင်ဘုရားဘယ်လိုဥမာပေးတာတော့အတောင်ကျိုးနေတဲ့ဂျိုးကြအိုကြီးငါမရှိတဲ့ရေအိုင်မှာမှိုင်တယ်လို့မျိုးမှိုင်ရလိမ့်မယ်လိုအပ်ချက်ကိုမဖြည့်ဆည်းနိုင်ဘူးလေဟုတ်တယ်မဟုတ်လားဒီအချိန်မှာတော့သိပြီးတော့မတောင်းသေးဘူးနော်အဲ့ဒီအချိန်မှာတောင်းပါနော်တချို့ဆိုလို့ရှိရင်နာခြင်းသေခြင်းနဲ့မတွေ့သေးခင်မှာကြီးမားတဲ့လောကရန်ရဲ့ထွတ်နဲ့ချက်ကြုံရတာတွေရှိတယ်အဲ့ဒီအခြေအနေဟာလည်းပဲအသိဉာဏ်ကိုတောင်းဆိုတဲ့အချိန်လို့ဘုန်းကြီးကတော့မြင်မိတယ်ဉာဏ်မရှိရင်ကိုယ့်နေအောင်ခံရလိမ့်မယ်ဉာဏ်ရှိရင်တတောင်းတတာဖြတ်တန်းသွားနိုင်လိမ့်မယ်မြင်စေခြင်းနဲ့ဟုတ်လားမြင်စေခြင်းနဲ့ဆိုအဲ့ဒါကိုပြောတာကျွတ်တို့ဘဝမှာလိုအပ်ချက်တွေနဲ့သွားနေတာကျွတ်တို့ကစားဝတ်နေရေးကျမ်းမာရေးလိုအပ်ချက်လောက်ဆက်ဆံရေးလိုအပ်ချက်လောက်ပဲကျွတ်တို့ကမြင်တာအသိဉာဏ်လိုအပ်ချက်ကိုကောင်းမသိဘူးဒါကြောင့်မို့လို့ကျိုးပြီးတော့ရှားထားကောင်းမှလည်းမသိဘူးကျွတ်တို့ကကျန်တဲ့ဒီအပေါ်ရန်လိုအပ်ချက်တွေအတွက်ကတော့နားလည်လုံးအားကြီးနေတာအကုန်အရန်တဲ့နော်ရေစားလာရေတောက်ဖို့အရန်တဲ့မနေ့ပြန်စားဖို့အရန်တဲ့ဟုတ်တယ်မဟုတ်လားနေဖို့အရန်တဲ့တချို့ဆိုရင်ဘယ်နှစ်စာရှားထားမှာတော့နော်ပိုက်ဆံအနေနဲ့ဘယ်နှဘဝသာရှားထားတော့အများကြီးရှားထားတယ်ဒီလိုအပ်ချက်ကိုရှာဖို့ကတော့သိပြီးတော့သင်စရာမလိုဘူးလို့ထင်တယ်ဒါပေမဲ့အသိဉာဏ်လိုအပ်ချက်ကိုရှာဖို့အသိဉာဏ်လိုအပ်ချက်ကြီးရှိပါတယ်ဆိုတာကိုအသိပေးဖို့ကြတော့ဘုန်းကြီးတို့အများကြီးလိုလိမ့်မယ်လို့ထင်တယ်နော်ဒါဘုရားဟောတဲ့ပထမဂါထာလေးဘယ်လောက်ကောင်းတော့ဒုတိယဂါထာဆက်ပြီးတော့နားထောင်ကြည့်ပို့ပြီးတော့အားပါတာကိုတွေ့ရလိမ့်မယ်အာစရိတဝါမြမစရိယံအလတ္တယုပနိဒနံတင်တိစာပါတိခိနာဝပုရဏာနိအနုထုနံအရွယ်ရှိတုန်းကစီးပွားလည်းမလုပ်ခဲ့ဘူးတရားလည်းမရှာခဲ့ဘူးအဲ့လိုလူမျိုးကြီးလာပြီဆိုရင်ဘာဖြစ်မလဲတဲ့တင်တိစာပါတိခိနာဝပုရဏာနိအနုထုနံလေးညိုးကလွတ်ထွက်ပြီးတော့ပြေးထွက်သွားတဲ့အရာဘာရှိမလဲမြားတံပေါ့ကျုပ်တို့စီတော့တချို့လောက်လေးဆိုပြီးတော့လေးကိုင်းမှာလောက်စလုံးလေးထည့်လို့ရအောင်လုပ်ပေါ့လောက်လေးပြစ်တာရှိတယ်ဘုံဘုံငယ်ငယ်ကဘုံဘုံရဲ့အဖိုးကအဲ့ဒီလောက်လေးပြစ်ကျွမ်းတယ်မပြစ်တဲ့ရင်တော့လက်ခောက်မှန်မယ်သူကလေးညိုးကနေကျုပ်တို့ဆွဲပြီးတော့ပြစ်လိုက်တဲ့အရာလောက်စလုံးလေးဖြစ်ခြင်းဖြစ်မယ်အများစုကတော့ဗါတော့မြားတံပေါ့နော်အဲ့ဒီလေးညိုးကနေလွတ်ထွက်သွားတဲ့အရာပြစ်တင်လိုက်တဲ့အရာအရှိန်ကုန်ပြီဆိုရင်သူဘာလုပ်မလို့အောက်ပြန်ကျတယ်အောက်ပြန်ကျပြီးအရှိန်ကုန်သွားပြီဆိုရင်ဒီကောင်အစွမ်းတုံးသွားပြီစံကြီးမြင်လောက်တော့ဒီကောင်မလှုပ်နိုင်တော့ဘူးဟုတ်တယ်မဟုတ်လားဘာအစွမ်းစားမှမရှိဘူးဆိုတော့လေထဲမှာတခါတည်းအရှိန်ဟုန်နဲ့ပြေးတယ်ဆိုတာသူ့ရဲ့ပင်ကိုအစွမ်းမဟုတ်ဘူးလေဘယ်သူအစွမ်းနဲ့သူပြေးနေတာတော့လေးညို့ကိုဆွဲရင်ဆွဲတဲ့လောက်အဲ့ဒီအားလဲပေါင်းဆက်ရမယ်ပေါ့နော်အဲ့ဒီအားနဲ့သူပြေးတာသူများအားကိုပြီးတော့ပြေးတာအဲ့ဒီအားကလည်းနေဆသဘောမျိုးမဟုတ်ဘူးထာဝရသဘောမျိုးမဟုတ်ဘူးကုံတယ်ခန်းတယ်
အဲ့ဒီအရှိန်ကုန်ပြီဆိုတာနဲ့သူအောက်ကိုပြုတ်ကြပြီဆိုတာနဲ့လုံးဝအစွမ်းမရှိတော့ဘူးအဲ့ဒါနဲ့ဥမာပေးတာမြတ်စွာဘုရားအစွမ်းတုံးသွားပြီငယ်တုန်းကတော့ဟာသူ့လိုအပ်ချက်ကိုသူဖြည့်ဆည်းနိုင်အောင်တော့သူလုပ်ခဲ့တာပေါ့ဒါပေမဲ့အသိဉာဏ်လိုအပ်ချက်ဖြည့်ဆည်းရမယ့်အနေအထားမျိုးမှာအသိဉာဏ်သူ့မှာပေးစရာမရှိဘူးအဲ့တော့သူဘာဖြစ်တုံးဆိုတော့ပုရာဏနိအနုထုဏံတဲ့ဒီစကားလေးကလည်းသဝေကရစရာကောင်းတယ်ရှေးဟောင်းနှောင်းပြစ်ကိုတောင်းတပြောဆိုညီးတွားရင်းနဲ့လင်းညိုးကလွတ်ထွက်သွားလို့အချိန်ကုန်လို့ပြုတ်ကျသွားတဲ့မြားတံလို့လောက်စလုံးလို့သူဘာအစွမ်းမှမရှိတော့ဘူးပုရာဏနိအနုထုဏံအဟောင်းကိုပြန်ပြီးတော့တန်တပြောဆိုညီးတွားရင်းဖြင့်ဘလို့လားတစ်ချိန်လုံးကရွှေတီးဆောင်းခဲ့ရတာတွေသူစဉ်းစားရင်စဉ်းစားမယ်ပေါ့ဒါပေမဲ့လောလောဆယ်တော့ဘလို့ဖြစ်နေတော့လုံးဝအရှင်မဖြစ်ဘူးဒါကျတို့ဘာလို့ဖို့လို့တော့ကျိုးပြီးတော့မြင်ဖို့လို့တယ်ဗောနော်ဘဝလိုအပ်ချက်တွေနဲ့သွားနေတာဒီတလုံးလေးကိုဘုန်းကြီးကအခုဒီအချိန်တိုလေးအတွင်းမှာစဉ်းစားမိသေးခြင်းတာတခါကြီးကခုနတုန်းကသူတပည့်တွေနဲ့ဘုန်းကြီးကိုမိတ်ဆက်ပေးပြီးတော့တရားစကားလေးတွေဆွေးနွေးစေခြင်းတာပေါ့လေဒါအလွန်ကောင်းပါလေတခါကြီးဟုတ်လားအဲ့တော့ဘုန်းကြီးကအဲ့တုန်းကပြောခဲ့တော့နော်တရားကိုတကယ်ရှာလို့တကယ်သိတဲ့အသိဉာဏ်အလွန်တန်ဖိုးရှိပါတယ်သို့တော့သူ့ရှေ့မှာတရားသိတာလင်တရားသိတဲ့အသိဉာဏ်သိတာလင်တန်ဖိုးအရှိဆုံးအဲ့ဒီအသိရဖို့ကပို့ပြီးတော့ရှေ့မှာအရင်အရေးကြီးတာနှဲ့နေပေါ့နော်အဲ့ဒါကိုနားမလည်ဘူးမကျွမ်းကျင်ဘူးဆိုရင်တရားရှာတဲ့အဆင့်ထီတောင်သူဟာရောက်လာစရာအကြောင်းမရှိဘူးအခုဘုန်းကြီးပြောတာအဲ့ဒီသဘောပဲရှာရမယ်ဘာဖြစ်လို့ရှာရမှာတော့လိုအပ်လို့ခက်တာလူတွေကကိုပါလိုတယ်ဆိုတာတော့သိမသိဘူးမလိုတာတွေကိုလည်းအကြီးအကျယ်လိုတယ်လို့ထင်နေတဲ့အပိုင်းတွေလည်းရှိတယ်တချို့ဟာတွေကတကယ်မလိုဘူးရဲ့ဒါပေမဲ့စိတ်ကလှည့်စားပြီးတော့တကယ်လိုတယ်လို့သတင်းပေးနေတယ်အဲ့တော့ဘာတော့ကိုကမိုက်မဲမှုနားမလဲမှုတွေနဲ့ကုန်းယုံပြီးတော့ तू ကလိုတယ်ဆိုတော့ရှာတာပေါ့ဒါပေမဲ့တချို့ကိစ္စကတကယ်မလိုဘူးလိုတယ်ဆိုတာလေးကိုကျုပ်ရသော်ဘုရားရဲ့အလွန်အဟောများတဲ့စကားလုံးလေးတစ်လုံးတခါကြီးတပည့်တွေကိုမကြာခဏထည့်ပြီးတော့ဟောစီခြင်းတယ်အဲ့ဒါဘာလို့ဆိုတော့ပပင်စဆိုတဲ့စကားလုံးဟုတ်လားဟိုတုန်းကပြီးခဲ့တဲ့တရားစခန်းတွေတုန်းကရှင်အနုရုဒ္ဓါကဝါတော်ထဲမှာယန္တာမဖြစ်ခင်တပါးတဲ့သတင်းသုံးပြီးတော့သူအတွေးတွေဖြစ်နေတယ်သူစိတ်ထဲမှာအော်ဒီမဲ့ညံဖူညံလို့ဆိုတဲ့ဒီတရားတို့တရားမြတ်မြတ်စွာဘုရားရဲ့ဒီသူတော်ကောင်းတရားဆိုတာအလိုကြီးတဲ့ပုံကိုယ်တွေနဲ့မထိုက်တန်ဘူးအလိုကြီးတဲ့ပုံကိုယ်တွေမရနိုင်ဘူးအလိုနည်းတဲ့ပုံကိုယ်တွေသာလျှင်တရားနဲ့ထိုက်တန်တယ်တရားရခြင်းနဲ့ဆိုရင်အလိုနည်းရမယ်ဝါရခြင်းတရားရခြင်းအဲ့မှာအလိုကြီးတယ်ဆိုတာလူသိခံစေခြင်းတာကိုအဓိကကြည်ညွန့်တာလို့နားလည်ဖို့လိုတယ်ဒီခေတ်မှာအဲ့ဒါနဲ့ညှိကြတာပဲများလိုကြီးတဲ့လူတွေတရားနဲ့မထိုက်တန်ဘူးအလိုနည်းတဲ့လူသာလျှင်တရားနဲ့ထိုက်တန်မရောင်ရဲတဲ့လူတွေတရားနဲ့မထိုက်တန်ဘူးရောင်ရဲတင်းတိမ်နိုင်တဲ့လူတွေတရားနဲ့ထိုက်တန်အပေါင်းဖော်မှာမွေးလျော်တဲ့လူတွေတရားနဲ့မထိုက်တန်ဘူးတယောက်တည်းစိတ်ငြိမ်ရမှာပျော်မွေးတဲ့လူတွေတရားနဲ့ထိုက်တန်တတိရှိတဲ့လူသားတရားနဲ့ထိုက်တန်တယ်တတိမရှိတဲ့လူတရားနဲ့မထိုက်တန်ဘူးပြင်းကြီးတဲ့လူတရားနဲ့မထိုက်တန်ဘူးကြိုးစားတဲ့လူသားတရားနဲ့ထိုက်တန်တယ်တည်ငြိမ်တဲ့လူသားတရားနဲ့ထိုက်တန်တယ်ပြန့်လွင့်တဲ့လူတရားနဲ့မထိုက်တန်ဘူးအခြေခံဉာဏ်အမြင်မှန်ရှိတဲ့လူတွေသာသူတော်ကောင်းတရားနဲ့ထိုက်တန်တယ်ဉာဏ်မရှိတဲ့တုံးနဲ့အားတဲ့လူတွေတရားနဲ့ထိုက်တန်မှုတဲ့ခုနှစ်မျိုးသူစဉ်းစားတယ်ရသော်ဘုရားသိတယ်ကိုယ်တော်လက်ကိုဆန်းလိုက်တယ်လို့ဆန်းတော်လက်ကိုကိုးလိုက်တယ်လို့တကိုးနဲ့အလွန်မြန်တဲ့အခိုက်အတန့်အတွင်းမှာရောက်လာတယ်အဲ့ဒီခေတ်ကဘုရားကြွလာရင်ထိုင်ဖို့ဆိုတာအမြဲတမ်းခင်းထားတာရှိတယ်ခင်းထားတဲ့နေရာမှာထိုင်ပြီးတော့ရသော်ဘုရားတာဓုခေါ်တယ်တာဓုခေါ်ပြီးတော့အနုရုဒ္ဓါတဲ့နောက်ထပ်ရှစ်ခုမြောက်မဟာပုရိသဝိတကယောက်ျားမြတ်တို့ရဲ့အတွေ့ရှစ်ခုမြောက်အတွေ့ကိုတွေးပါဦးအဲ့ဒါဘာတုံးဆိုတော့ပပင်္စရတ္တပပင်္စရတိနောပပင်္စတရားနဲ့ပျော်မွေ့တဲ့လူတွေသူတော်ကောင်းတရားနဲ့ထိုက်တန်ပေါ့နိဗ္ဗပင်္စရတိနောပပင်္စတရားနဲ့မပျော်မွေ့တဲ့လူတွေသာလည်းသူတော်ကောင်းတရားနဲ့ထိုက်တန်အဲ့ဒါလေးကိုမင်းတွေးရအဲ့ဒါပပင်္စဆိုတာဘာပြောတာတော့ပပင်္စဆိုတာရိုးရိုးလေးနားလည်စေချင်တာအကျေချဲ့တာကိုပြောတာစာရဲကတော့တဏမာနဒိဋ္ဌိဟုတ်လားငါဆိုတဲ့အတွေးငါဥစ္စာဆိုတဲ့အတွေးမှန်နေနဲ့ငါဆိုတဲ့အတွေးဒါမျိုးကိုပြောတာဗောနော်အဲ့ဒီအတွေးတွေတောင်းကျမ်းနေလို့ရှိရင်တရားမရနိုင်ဘူးလို့ပြောတာဘုန်းကြီးကအဲ့ဒီအဓိပ္ပာယ်ဖွင့်ဆိုချက်ကိုလည်းပဲသဘောကျပါတယ်ဒါပေမဲ့ဘုန်းကြီးကတော့ရိုးရိုးလေးအဓိပ္ပာယ်လေးကိုပိုးသဘောကျတယ်အကျဲချဲ့တဲ့လူတွေတရားနဲ့မထိုက်တန်ဘူးအကျဲမချဲ့တဲ့လူတွေသာတရားနဲ့ထိုက်တန်တယ်ကျွတ်တို့နေရာတကအကျဲချဲ့နေတယ်မလိုပဲနဲ့ဇာချဲ့တယ်ဗောနော်
စားပြီဆိုရင်လည်းစားတဲ့ကိစ္စကိုကြည့်ပါဦးဘလိုပကံလေးနဲ့ထည့်ပါနော်စားတာအရသာပဲခံစားတာဩဇာတအာဟာရပြည့်အောင်စားတာဒါပေမဲ့ကျွတ်တော့အယောင်လေးကလည်းကောင်းမှဟုတ်တယ်မဟုတ်လားတခါတလေဆိုကြွမြည်တဲ့ဟာဆိုကြွအတန်လေးလေးကလည်းကြားလိုက်ရအောင်မှနှုတဲ့ဟာဆိုရင်နှုမှကြမ်းတဲ့ဟာဆိုရင်ကြမ်းမှဟာကျွတ်တို့ရဲ့အကျေချက်နေမှုကြီးစဉ်းစားကြည့်သမ်းပါအောင်လူကုန်တန်းဆိုတဲ့အတိုင်းဝိုင်းမှာဆိုပိုးပြီးတော့ဘာလို့ချဲ့နေကြသေးတယ်အကုန်လုံးသာစဉ်းစားကြည့်လိုက်တော့ဘုန်းကြီးအကုန်အကျေမပြောတော့ဘူးမြင်တဲ့ကိစ္စဘလောက်အကျေချဲ့နေတယ်ကြားတဲ့ကိစ္စဘလောက်အကျေချဲ့နေတယ်အနံ့ကိစ္စအရာသာကိစ္စအတွေ့အထိကိစ္စအာယုံ6ပါးခြုံပြီးတော့ပြောမှဆိုဒီတိုင်းပေါ့နော်စာဝိနေရေးကျမ်းမာရေးဒီကိစ္စနဲ့ပြောမလားဘာပြောမလဲပြောချင်တာပြောဘာသာရေးထုံတန်းစင်လာကိစ္စတွေနဲ့ပတ်သက်ပြီးတော့ပြောမလားနေရတဲ့ကဘုန်းကြီးတို့ဘာလုပ်နေကြလဲအကျေချဲ့နေအကြောင်းတရားမရတာပဲလူရင်းကိုတန်းပြီးတော့သွားဖို့စိတ်ကူးမရှိဘူးဟုတ်လားတိုင်းဝိုင်းတယ်လို့ပြောရတာဟုတ်လားတိုင်းဝိုင်းတယ်အဲ့တိုင်းဝိုင်းနေရတယ်ရှေ့မရောက်တော့နော်ဘယ်ထွက်သွားဒီစကားလိုအပ်ချက်ဆိုတာကိုပြောတာလိုအပ်ချက်ကိုနားလည်မှုအားနည်းနေတာနဲ့တပြိုင်နက်တည်းမလိုအပ်တာကိုလည်းလိုအပ်တယ်ထင်းနေတဲ့အမှားလည်းရှိသေးတယ်ဆိုတာကိုဘုန်းကြီးကမြင်စေခြင်းလို့အဲ့ဒါလေးကိုပြောပြတာမလိုအပ်ဘဲနဲ့လိုအပ်တယ်ထင်းနေတယ်အဲ့ဒါကိုခုနကတော့ပြောတယ်ပပင်စအခြေချဲ့တယ်ဆိုတဲ့စကားလုံးလေးနဲ့အဲ့ဒီမြတ်စွာဘုရားရဲ့အဆုံးအမလေးနဲ့ရှင်းပြီးတော့ဘုန်းကြီးကတွေးကြည့်သေးခြင်းတာငါဘယ်ကိစ္စမှာမလိုဘဲနဲ့ဘလောက်အခြေချဲ့နေတယ်လေတော်ကျွတ်တို့အခြေချဲ့တဲ့နေရာတွေမလုပ်သွားတော့တောင်းတင်သွားရောနော်ဗမာစကားပုံတစ်ခုရှိတယ်ဆန်းစင်ရကြပွေးလိုက်တယ်တဲ့ဒါကျွတ်တို့အဲ့ဒါဆန်းစင်ရကြပွေးလိုက်နေရတာ ਨੇ တကယ်ဆံဖို့တဲ့ဆုံတွေကိုမရောက်ဘူးဖြစ်နေတယ်နော်အဲ့ဒါဘုန်းကြီးတရားစကားပြောတာနည်းနည်းကြာသွားပြီနော်အဲ့ဒါအဓိကပြောချင်တာကဘာလဲဘဝရဲ့လိုအပ်ချက်တွေကိုပြည့်စုံအောင်မြင်စေချင်တာမလိုတာကိုလည်းမလိုဘူးလို့သိသိချင်တာလိုတာကိုလည်းလိုတယ်လို့သိသိချင်တာလိုတာကိုသိတဲ့အခါမှာလည်းပဲဥစ္စာပစ္စည်းလိုတယ်နော်မလိုဘူးမျိုးဒါကြောင့်မြတ်စွာဘုရားဘာလို့အစိတ်တော်ဗြဟ္မစရိယအလတ္တယုပနိဒနံဒနဆိုတဲ့စကားထည့်ဟောတာနော်ဟုတ်တယ်ခန္ဓာကိုယ်ကြီးလိုအပ်ချက်ရှိတယ်လေစားရေးဝေးရေးနေရေးကျန်းမာရေးဆက်ဆံရေးပညာရေးဟာလိုတာမှအများကြီးဘုန်းကြီးတို့ဘာလုပ်ရမလဲရှားမှာပေါ့ဒါပေမဲ့အဲ့ဒါတခုတည်းနဲ့ပြည့်မလားမပြည့်စုံနောက်ထပ်လိုအပ်ချက်ကတကယ်ပိုးပြီးတော့ကြီးမားနေသေးတယ်အဲ့ဒါဉာဏ်ကြီးလာလေဥစ္စာပစ္စည်းလိုအပ်ချက်ထက်အသိဉာဏ်လိုအပ်ချက်ကပိုးကြီးတယ်ဆိုတာကိုဘုန်းကြီးတို့နားလည်ရလေပဲအခုအကုန်လုံးကြည်ပြည့်စဉ်းစားကြည့်လိုက်တော့အသိဉာဏ်ချွတ်တယ်လို့ဒုက္ခဖြစ်နေကြတာနော်စာဝတ်နေချွတ်တယ်လို့ဒုက္ခဖြစ်တာလည်းမရှိဘူးမဟုတ်ရှိတယ်ဒါပေမဲ့အများစုကြီးကိုခြုံကြည့်မယ်ဆိုရင်မူရင်းအရင်အမြစ်ကအသိဉာဏ်မရှိလို့ဒုက္ခဖြစ်နေတာဒီစကားကအကျယ်ကြီးအကျဉ်းစားကိုလည်းပြောလို့ရတယ်အနုစားကိုလည်းပြောလို့ရတယ်အခုဒီနားမှာထိုင်နေတဲ့လူတွေအကုန်လုံးလည်းဒုက္ခဖြစ်နေတဲ့လူတွေကြီးပဲတကယ်ကဘာလို့ဒုက္ခဖြစ်တယ်လဲလို့မေးအသိဉာဏ်ပြည့်စုံအောင်မရသေးလို့ဟုတ်တယ်မဟုတ်လားဘာကိုသိရမှာတော့ဘဝရဲ့ဆင်းရဲတဲ့သဘာဝဒုက္ခသစ္စာဒီအမှန်တရားကိုကျွတ်တို့ပိုင်းခြားပြီးတော့သိဖို့လိုတယ်ဒီလိုအပ်ချက်အကြီးဆုံးเนาะတကယ်တမ်းကဒါကိုသိရင်ဘာဖြစ်မှာတော့ဒါကိုမသိလို့ဒီရဲ့အပေါ်မှာတွေ့တာမမောနေတဲ့လောဘဓာတ်တွေကိုဘုန်းကြီးတို့ကဒါကိုသိရင်သိသလောက်အလိုလိုယုံနေသွားစေလိမ့်မယ်အလွန်ကြီးမားတဲ့အကျိုးပဲဒါကြောင့်ဘုန်းကြီးကအခုတလောခဏပြောပြနေတယ်ဗောနော်အသိဉာဏ်ရှိတဲ့လူသားတစ်ယောက်မြတ်စွာဘုရားရဲ့အဆုံးအမသာသနာတော်မြတ်ကြီးနဲ့တွေ့တဲ့အခိုက်အတန့်မှာအရေးအကြီးဆုံးကဘဝကိုဆင်းရဲလို့သိဖို့ပဲလို့ဒီတလုံးနဲ့ပြောပါဆိုရင်ဒါအရေးကြီးဆုံးပဲဟုတ်လားဘဝကိုဆင်းရဲလို့တကယ်သိရင်အဲ့ဒီဉာဏ်ကိုဘာလို့ခေါ်တော့မဲ့ဉာဏ်ဟုတ်တယ်မဟုတ်လားတကယ်သိဖို့လိုတယ်နော်ကျတို့သိတာလည်းအစဉ်စဉ်ရှိတာပေါ့အနုဘောဓသိတယ်ပฏิဝေဒသိတယ်အကျဉ်းမြင့်2မျိုးနားလည်ရမယ်အနုဘောဓသိဆိုတာကထပ်ပြီးတော့သိဖို့လိုသေးတဲ့အသိပฏิဝေဒသိဆိုတာတကယ်ကိုထိုးထွင်းပြီးတော့သိတဲ့အသိနာယံကိုထိုးဖောက်ပလိုက်တဲ့ဟိုဘက်မှာဘာရှိတယ်အကုန်မြင်တယ်အကုန်သိတယ်မှန်းဆပြီးတော့သိတာမျိုးမဟုတ်လေဒီဆိုကြီးကတော့ဘလို့ဥမာပေးတော့နော်တခါကြီးလေဒီဆိုကြီးရဲ့ DB တွေအများကြီးဖတ်တယ်ဟိုနန်ရံတစ်ဖက်ချတဲ့နေရာမှာမီးထွန်းထားတယ်အဲ့ဒီမီးရောင်ထွက်နေတဲ့တနေရာမှာဖြာထွက်နေတယ်မီးရောင်ကိုမြင်ရတယ်အဲ့ဒီမီးရောင်ကိုကြည်ခြင်းအဖြစ်ဟိုနန်ရံချတဲ့နေရာမှာမီးရှိတယ်ဆိုတာကိုသိတယ်ဒါပေမဲ့ तू မီးကိုဓာတ်ရိုက်မြင်တာမဟုတ်ဘာကိုမြင်တာတော့အဲ့ဒီမီးရဲ့အယောင်ကိုမြင်တာဒါပေမဲ့အဲ့ဒီအယောင်ကိုကြည့်ပြီးတော့မီးရှိတယ်ဆိုတာကို तू သိတယ်အဲ့ဒါကိုအနုဘောဓသိခေါ်တယ်ပฏิဝေဒသိကတော့အဲ့ဒီမီးတော့ကိုတဲ့မြင်လိုက်တာဓာတ်ရိုက်မြင်လိုက်တာဒီလိုဥမာပေးတယ်
အဲ့တော့ဘုန်းကြီးပြောချင်တာလေးအလုံးရိပ်မိမယ်ထင်ပါတယ်နော်ဘဝမှာလိုအပ်ချက်တွေနဲ့သွားနေတာအဲ့ဒါကိုစဉ်းစားရင်းနဲ့ဘယ်ຢာတွေကတော့တကယ်မလိုပါဘူးဘယ်ຢာတွေကတော့တကယ်လိုတယ်တကယ်လိုတဲ့နေရာမှာလည်းပဲဘယ်ຢာကတော့တကယ်ကိုလိုတာမရှိမဖြစ်ကိုလိုတာလိုတယ်ဆိုတဲ့နေရာမှာလည်းအတိမ်နဲ့မတူသေးဘူးနော်ဟုတ်တယ်မဟုတ်လားဓာတ်ထက်ဓာတ်ပို့ပြီးတော့လိုအပ်တယ်ဓာတ်ထက်ဓာတ်ပို့ပြီးတော့လိုအပ်သေးတယ်လိုအပ်မှုဘယ်လိုပြောမလို့ပမာဏမတူအကြီးမားဆုံးလိုအပ်ချက်ကဘယ်ຢာလဲလို့မေးရင်အသိဉာဏ်ပဲအဲ့ဒီလိုအပ်ချက်ကိုမဖြည့်ဆည်းနိုင်လို့ကျွတ်တို့တလဲလဲသွားနေတာသူ့ရှင်တဲ့သူပေါ့ဟုတ်လားနော်သူ့ရှင်တဲ့သူတလဲလဲသွားနေကြတာအဲ့ဒီအသိဉာဏ်လိုအပ်ချက်ကိုကျွတ်တို့မဖြည့်ဆည်းနိုင်လို့မရှာဖွေနိုင်လို့ဒါကြောင့်မြတ်စွာဘုရားကရှားစေခြင်းရှားမှရတာမရှားလို့မရဘူးအဲ့ဒီရှားဖွေခြင်းဆိုတာနဲ့ပတ်သက်ပြီးတော့ဒါနေကုန်းကျုပ်အချိန်ကလေးရှိသေးလို့ဘုန်းကြီးနေနဲ့ပြောနော်ဘုန်းကြီးတို့အင်္ဂုတ္တပါဠိတော်စတုကနိဗ္ဗာန်ထဲမှာပရိယေတနာတုတ်တံဆိုတာရှိတယ်ပရိယေတနာဆိုတာရှားဖွေခြင်းလို့အဓိပ္ပာယ်ရတယ်သူ့ရဲ့တိုက်ရိုက်အဓိပ္ပာယ်ကအဲ့ဒီပရိယေတနာတုတ်တံမှာမြတ်စွာဘုရားကအရိယပရိယေတနာအနရိယပရိယေတနာလို့ပရိယေတနာရှားဖွေခြင်းဆိုတဲ့စကားလုံးရဲ့ရှေ့မှာစကားလုံးတစ်လုံးစီထည့်ထားတယ်အရိယအနရိယအရိယဆိုတာဖြူရှင်တန်ရှင်းတယ်အနရိယဆိုတာဖြူရှင်တန်ရှင်းမှုမရှိဘူးတနည်းအားဖြင့်အရိယဆိုတာဖြူရှင်တန်ရှင်းလို့မို့ကိုမြင့်မြတ်တယ်အနရိယဆိုတာဖြူရှင်တန်ရှင်းမှုမရှိလို့ကိုယုံညံ့တယ်မြင့်မြတ်သောယုံညံ့သောဒီလိုလည်းပဲနားလည်လို့ရတယ်ဖြူရှင်သောညှဉ်းနှွမ်းသောဒီလိုလည်းပဲနားလည်လို့ရတယ်ရှားဖွေခြင်းကအဲ့လိုနှစ်မျိုးရှိတယ်ဖြူရှင်တဲ့ရှားဖွေခြင်းမဖြူရှင်တဲ့ရှားဖွေခြင်းတနည်းအားဖြင့်မြင့်မြတ်သောရှားဖွေခြင်းယုံညံ့သောရှားဖွေခြင်းအဲ့ဒီမှာယုံညံ့သောရှားဖွေခြင်းကိုမြတ်စွာဘုရားအရင်ဟောတယ်အနရိယပရိယေတနာအချင်းချုပ်လေးပဲဘုန်းကြီးပြောမယ်နော်ဉာဏ်ရှိတဲ့လူတွေအကျယ်ချက်ထွင်ပြီးတော့နားလည်နိုင်စွမ်းရှိမယ်လို့ယုံကြည်ပါတယ်ဘုန်းကြီးဟုတ်လားမိမိကိုယ်တိုင်ကဟောင်းနှွမ်းတတ်တဲ့သဘောရှိပြီးသားဘုန်းကြီးတို့တဖြည်းဖြည်းနဲ့ဟောင်းနေတယ်အိုတယ်ပေါ့ဗျာကြည်ရခက်တယ်ပေါ့တဖြည်းဖြည်းနဲ့ကြည်ရဆိုးလာတယ်အဲ့လိုအိုတယ်ဟောင်းတတ်သောသဘောရှိတဲ့ဒီသတ္တဝါဟာသူဘာရှားနေလဲဆိုရင်အိုတယ်ဟောင်းတတ်သောသဘာဝရှိတဲ့အရာကိုပဲသူရှားနေတယ်သူရှားထားတာတွေကြည်လိုက်တော့လေအကုန်လုံးသူ့လိုပဲအိုတယ်ဟောင်းတတ်တဲ့အရာတွေဘာမှအထူးမရှိဘူးအမျက်မပါကိုကလည်းအိုကိုရှားထားတာကလည်းအိုဘာတာလဲဘာမှမတာဒါအခြေချက်ပြောမှဆိုတော့လွန်ကောင်းတဲ့ဒီတရားကကိုယ်တိုင်ကနော်နာကျင်ခံခက်တဲ့သဘာဝရှိတယ်ကိုရှားထားတာတွေအကုန်လုံးကိုရှားနေတာတွေအကုန်လုံးကလည်းပဲနာကျင်ခံခက်တဲ့သဘာဝတွေကိုပဲရှားထားတယ်ဒါကတော့တက်မဲ့တော့မပါဘူးလို့ပဲပြောကြပါဆိုသို့တော့တက်မဲ့ကိုလည်းပဲထိခိုက်လွယ်သွားတာပျက်စီးလွယ်တာဒါတွေကိုပဲနာကျင်တယ်လို့တင်စားသုံးမယ်ဆိုရင်လည်းပဲပါကောင်းပါနိုင်မယ်ပေါ့အဓိကတော့သက်ရှိပေါ့နာတတ်တဲ့သဘာဝလေးတွေအခုခေတ်ဆိုပါတော့ဘလို့ကူးဆက်လာတယ်မသိဘူးခွေးမွေးတဲ့ယဉ်ကျေးမှုဟုတ်တယ်မဟုတ်လားနော်ကိုဟာကိုမနော်အဖင်မပြေလွန်းလို့ရှိရဒီဟာကြီးကိုဘာလုပ်နေဘုန်းကြီးကတော့ဘလို့မြင်တော့ဆိုတော့ဒါကခွေးကိုဘုန်းကြီးကအလွန်ချစ်တတ်တဲ့သဘောရှိပါတယ်ခွေးရဲ့မေတ္တာကိုရတဲ့အခါမှာသူအရန်ရတာရှိတာအဲ့ဒီအရတာကိုမက်တယ်ပြီးတော့ခွေးကကိုယ့်ကိုလည်းဘာမှစောတကမတက်ဘူးလေအကုန်လုံးအလိုလိုက်တာအလွန်လဲတဲ့အကောင်လို့ပြောလို့ရတယ်ဟုတ်လားအဲ့တော့ခွေးကလှည့်လာတာကိုလူကအရေးတွေပြောပြီးတော့အဲ့ဒါဒုက္ခဖြစ်တယ်နော်ဘုန်းကြီးကတော့အဲ့လိုပဲမြင်တယ်မပတ်စံလေးနည်းနည်းရှိလိုက်အဲ့ဒီယောဂထတယ်လို့ဘုန်းကြီးထင်တယ်နော်အဲ့တချို့ခွေးသိန်း300-400ပေးရတာဟာဘလို့ခွေးတုံဒီခွေးရပေါ့နော်သူလည်းသူကန်တဲ့သူပေါ့နော်သူအကြောင်းတရားတဲ့သူပေါ့ဘယ်တွေရောက်ကုန်တော့နာရတဲ့သဘောရှိပါလဲနဲ့နာရတဲ့သဘောရှိတဲ့အရာကိုပဲရှာတယ်အဲ့ဒါစေုံစေကံပို့မလေးခွေးစေကံကလည်းဈေးအကြီးကြီးဟုတ်တယ်မဟုတ်လားတချို့ဆိုရင်အခုမှပဲကြားဘူးတာဆိုတော့အော်မယုံနိုင်အောင်ဖြစ်ရတယ်ခုနကတော့ပပင်စားတဲ့ကိုထက်ဒီလောက်အကျယ်ချဲ့တဲ့လူတရားရဖို့ဆိုတာမလွယ်ဘူးနော်အိုရှိလျက်နဲ့ရှားထားတာကအအိုအနာရှိလျက်နဲ့ရှားထားတာကနာတတ်တဲ့သဘာဝဘာမှအမျက်မရှိဘူးထပ်ပြီးတော့ကိုယ့်ဟာကိုယ်ဒုက္ခရောက်နေတဲ့အထက်ဒုက္ခထပ်ဖြေရှင်းပေးရမယ်ပြဿနာကောင်ကနောက်ထပ်ရှားထားတာပြဿနာတုံးတစ်ခုထပ်ရှားတာကိုပြဿနာကိုရှင်းလို့မအားရကြတယ်နောက်ထပ်ရှင်းတရားပြဿနာတစ်ခုထပ်ရှားတာဘလောက်တုံတယ်လဲဆိုတာအဲ့ဒါကိုယ့်ကိုယ်စဉ်းစားအောင်တည်တတ်တဲ့ပျက်စီးတတ်တဲ့သဘာဝရှိနေတဲ့ကိုယ်ဟာကိုရှားထားတဲ့အရာတည်တတ်သောပျက်စီးတတ်သောအရာကိုပဲရှားတယ်ဒါကြတော့သက်ရှိသက်မဲ့အကုန်ကျုံးဝင်တယ်ပျက်စီးသွားတယ်မပျက်စီးတတ်တဲ့အရာကိုရှားတာမဟုတ်ဒါအနရိယပရိယေတနာမမြတ်သောရှာဖွေခြင်းနော်
3မျိုးရှိပြီနော်4မျိုးပြောရနော်ကိုယ်တိုင်ကတန်ကိလေသာဓမ္မလို့သုံးတယ်မြတ်စွာဘုရားပူလောင်တတ်တဲ့ညှဉ်းနှွမ်းတတ်တဲ့ဆွဲမဲ့မှုမကျေနပ်မှုအမှန်မသိမှုရာဂဒေါသမောဟအပြည့်ရှိတယ်မမောစရာတွေ့လိုက်တာနဲ့ကျွတ်တို့မမောပြီးသားရစ်ပတ်နှောင်ဖွဲ့ပြီးသားကျွတ်တို့တောင်မသိလိုက်ဘူးမကျေနပ်စရာတွေ့တာနဲ့ကျွတ်တို့စိတ်တူပြီးသားဘယ်ချိန်တူလို့တူသွားမှတော့မသိဘူးကျွတ်တို့အဲ့ဒီကိစ္စမှာအလုံးကိုကျွမ်းကျင်တယ်နော်အလုံးကိုလေ့ကျင့်ထားတာဘဝပေါင်းများစွာလေ့ကျင့်ခဲ့တာလို့ဘုန်းကြီးကမြင်တယ်ကိုယ်တိုင်ကပူလောင်တတ်တဲ့ပင်ပန်းတတ်တဲ့ညှဉ်းနှွမ်းတတ်တဲ့သဘာဝကြီးအပြည့်ရှိပါလက်ကဲနဲ့ကိုရှားထားတဲ့အရာပူလောင်တတ်တဲ့ညှဉ်းနှွမ်းတတ်တဲ့သက်ရှိဆိုရင်အဲ့ဒီသဘောပေါ့သက်မဲ့ဆိုရင်လည်းပူလောင်မှုညှဉ်းနှွမ်းမှုကိုပဲထပ်မံပြီးတော့ဖြစ်စေတဲ့အရာအဲ့ဒါကိုပဲရှားထားတယ်ကိုယ့်အကိုစစ်ကြည့်ပေါ့ဘယ်ရှာဖွေခြင်းနေနဲ့ကျွတ်တို့ကရှာဖွေခြင်းအချိန်ကုန်တော့ဆိုမမြတ်သောရှာဖွေခြင်းတို့ဖြင့်ရှာဖွေရင်းနဲ့ပဲအချိန်ကုန်ခဲ့တာကိုတော့လူတွေကကိုယ့်အကိုတော့လဲတယ်တော်တယ်လို့ထင်ကြတာကြီးပဲဟုတ်လားတကယ်လဲလာတဲ့တနေ့မှာငါအခဲ့ပါလားဆိုတာသိတာအနေတော့မှတယ်လို့သိကိုမသိဘူးအဲ့ဒီတဲ့လူကကိုယ့်ကိုပို့လဲတယ်တောင်ထင်သေးတယ်ဒါမှမဟုတ်မလဲရှုပ်ဆိုတဲ့စကားတစ်ခွန်းလေးရှိတယ်နော်အဲ့ဒါမြတ်သောရှာဖွေခြင်းကတော့သူနဲ့ဆန့်ကျင်ဘက်ပေါ့အဲ့ဒါကိုမြတ်စွာဘုရားဘယ်လိုလေးစိတ်ရှိလက်ရှိဟောတော့ဆိုတော့အိုတတ်တဲ့သဘာဝရှိတဲ့လူဟာတဲ့ဆင်ကျင်တယ်ဒါကြီးကမကောင်းဘူးဒါကြောင့်ဒီအိုခြင်းတရားရဲ့အပြစ်ကိုမြင်အောင်ကြည့်ပြီးတော့ဒီအိုခြင်းလွတ်ရဒါကိုသူရှာကြိုးစားဘလောက်ညံကပြေးနေတော့ဒီအခြေခံလေးကိုဘုန်းကြီးတို့ကတခါကြီးအားကောင်းအောင်လုပ်ရမှာနော်အဟိုဘက်ဆိုတာသူသွားလိုက်မယ်လမ်းကြောင်းကိုဘုန်းကြီးတို့ကအရင်တဲ့ပေးဖို့လိုပဲပေါ့နော်နာရတဲ့သဘာဝရှိတယ်သူစဉ်းစားတယ်ဒါကြီးကကောင်းသလားမကောင်းဘူးကြိုက်ကိုမကြိုက်ဘူးဒီသဘာဝရဲ့အပြစ်ကိုမြင်ပြီးတော့ဒီနာခြင်းကလွတ်မြောက်ရာနိဗ္ဗာန်ကိုရှာတယ်နိဗ္ဗာန်ဆိုတဲ့စကားလုံးလေးကိုလည်းဘုန်းကြီးရိုးရိုးလေးနားလည်သိချင်တယ်နိဗ္ဗာန်ဒါကိုနောက်ဆုံးနာငယ်ကိုအသက်ထည့်ဗမာမှုပြုတယ်နိဗ္ဗာန်ရဲ့မူရင်းဓာတ်ရဲ့အဓိပ္ပာယ်ကငြိမ်းအေးခြင်းပါငြိမ်းတယ်အေးတယ်အလွန်ပြည့်စုံတဲ့ဗမာစကားလုံးလေးတွေကိုဘုန်းကြီးကအလွန်ချစ်တယ်တချို့စကားလုံးလေးတွေရင့်ကျက်ဆိုတဲ့စကားလုံးကိုလည်းဘုန်းကြီးကအလွန်ကိုသဘောကျတယ်ရင့်တယ်ကျက်တယ်ရင့်တယ်ဆိုတာတတိတွေရင့်တယ်တရွက်တွေရင့်တယ်ဆိုတာအကုန်လုံးပြည့်စုံသွားတယ်ဆိုတဲ့အဓိပ္ပာယ်ကိုရည်ညွှန်းတယ်ရင့်တယ်မနှုတ်ဘူးရင့်တယ်နော်ကျက်တယ်ဆိုတာဘာလို့ကျို့တို့ချက်ပြုတ်စားအစိမ့်ကြီးပဲကောင်းမှာတော့ကျက်မှတော့သူနုနတ်ပြီးတော့အကုန်လုံးအဆင်ပြေရင့်ကျက်တယ်ဆိုတာအဓိကအသိဉာဏ်ပညာဖြင့်စိတ်ရဲ့တည်ငြိမ်သွားတဲ့အခြေအနေတစ်ခုကိုရည်ညွှန်းတာကျတို့မရင်းကျက်နိုင်ကြဘူးနော်စကလုံးလေးတွေကိုသဘောကျလို့ခုနကတော့ဘုန်းကြီးကဘယ်စကလုံးပြောတာငြိမ်အေးနိဗ္ဗာန်ငြိမ်တယ်မငြိမ်ဘူးဆိုတာဘယ်နေရာမှာသုံးကြတာတော့မီးနဲ့တွဲသုံးတာပေါ့နော်မီးကိုမြတ်စွာဘုရားဘယ်လိုမြင်တော့ပဂရိယဝိတ္ထုတွေကိုလောင်ကျွမ်းတဲ့မီးရှိတယ်အဲ့ဒါတေဇောပေါ့စိတ်ကိုလောင်ကျွမ်းတဲ့မီးရှိတယ်စိတ်ကိုအဲ့ဒီတေဇောမီးကမလောင်နိုင်ဘူးဘယ်မီးကလောင်တော့ဆွဲမဲ့မှုကလောင်တယ်မကျေနပ်မှုကလောင်တယ်မတိမှုကလောင်တယ်တရားကိုမီးသုံးပါရာဂကိဒေါသကိမောဟကိလို့ဒီလိုမြတ်စွာဘုရားဟောတယ်ဟုတ်လားအဲ့တော့မြတ်စွာဘုရားရဲ့အလိုတော်ကြဘုန်းကြီးတို့တွေဟာနာခြင်းသဘောတရားရဲ့အပြစ်ကိုမြင်ပြီးတော့နာခြင်းကလွတ်ရာနိဗ္ဗာန်အငြိမ့်တတ်ငြိမ့်တယ်ငြိမ့်ပြီဆိုလို့ရှိရင်အေးတယ်ဆိုတာအလိုလိုဖြစ်တယ်ငြိမ့်တဲ့အေးကိုလည်းဘုန်းကြီးတို့ကအချောင်းကျိုးသဘောလေးမြင်ရမယ်ငြိမ့်ရင်အေးတယ်မငြိမ့်ရင်မအေးဘူးပေါ့ဟုတ်လားဘုန်းကြီးတို့ဒါတကာကြီးမို့ဘုန်းကြီးကလေးလေးနက်နက်လေးပြောဖို့စိတ်ကူးပေါက်ပြန်တယ်ပေါ့နော်တင်ညာ10မျိုးဂိရိမာနန္ဒယဟန်ကိုအကြောင်းပြုတယ်မြတ်စွာဘုရားဟောတာအဲ့ဒီထဲမှာဝိဒါကတင်ညာនិရောဓတင်ညာလို့တင်ညာ2မျိုးပါတယ်ဝိဒါကတင်ညာဆိုတာကိလေသာတရားတွေကင်းပြတ်သွားတာနိဗ္ဗာန်ကိုပဲရည်ညွှန်းတယ်និရောဓတင်ညာဆိုတာဒုက္ခတွေချုပ်ဆုံးသွားတာနိဗ္ဗာန်ကိုပဲရည်ညွှန်းတယ်နိဗ္ဗာန်ကိုအမှတ်ရတာဆင်ញင်တာဒါဟာငြိမ်သက်တယ်ဒါဟာမုံမြတ်တယ်အဲ့ဒါကိုဝိဒါကတင်ညာនិရောဓတင်ညာလို့ခေါ်တယ်အဲ့ဒါဝိဒါကတင်ညာကိလေသာတရားငြိမ်းသွားတာနိဗ္ဗာန်ပဲသူလဲនិရောဓတင်ညာကြတော့ရုပ်တည်နေအကုန်လုံးငြိမ်းသွားတာအဲ့ဒါကိုဘုန်းကြီးကဘယ်လိုလေးနားလည်မိတုံးဘယ်လိုလေးစဉ်းစားမိတုံးဆိုတော့ဝိဒါကတင်ညာအကြောင်းတရားတွေနော်ဆင်းရဲခြင်းရဲ့အကြောင်းတရားတွေငြိမ်းသွားတဲ့သဘော
နိရောဓတင်ညာဆိုတာအကြောင်းတရားငြိမ်းပြီဆိုအကျိုးရလက်လက်ထွက်လာစရာအကြောင်းမရှိတော့ဘူး။နောက်ဘုန်းကြီးတို့ဒီနိဗ္ဗာန်ဆိုတဲ့စကားလုံးနဲ့နောက်ထပ်ထပ်ပြီးတော့နားလည်ဖို့လိုတာကပြိနိဗ္ဗာန်ဟောပြိနိဗ္ဗာန်ယဟန္တာများမြတ်စွာဘုရားများကွယ်လွန်ပြီဆိုရင်သုံးတဲ့အသုံးနှုန်းနော်ပြိဆိုတာထက်ဝန်းကျင်နိဗ္ဗာန်ဆိုတာငြိမ်းအေးတာထက်ဝန်းကျင်ငြိမ်းအေးတယ်ဆိုကြပါစို့မြတ်စွာဘုရားအရဟတမညာအရဟတဖို့ညာရပြီဆိုတဲ့အစကိလေသာကတော့လုံးဝငြိမ်းအေးသွားပြီဒါပေမဲ့ယုံနာအကျွင်းဒုက္ခတွေရှိနေတယ်ဟိုမှာသုတိစိတ်ကြပြီကွယ်လွန်ပြီဆိုတော့အဲ့ဒီယုတ်ဒုက္ခနာဒုက္ခတွေပါဘာဖြစ်သွားလဲငြိမ်းသွားအဲ့ဒါကိုပြိဋိဘံလို့သုံးနားလည်ဖို့လိုရနော်အခုဒီမှာငါကိုယ်တိုင်ကနာရတဲ့သဘောရှိတယ်နာရတဲ့သဘောကြီးတော့ငါထပ်မရှာတော့ဘူးဒီနာခြင်းရဲ့အပြစ်ကိုမြင်ပြီးတော့နာခြင်းလွတ်ရအငြိမ့်တဲ့နိဗ္ဗာန်ကိုရှာတယ်တဲ့အဲ့ဒါအရိယပရိယေတနာငါကိုယ်တိုင်ကသေဆုံးပျက်စီးတတ်တဲ့သဘာဝရှိတယ်အဲ့ဒါရဲ့အပြစ်ကိုမြင်ပြီးတော့သေဆုံးခြင်းပျက်စီးခြင်းလွတ်ရငြိမ့်အငြိမ့်တဲ့နိဗ္ဗာန်ကိုရှာတယ်ငါကိုယ်တိုင်ကပူလောင်တဲ့ပင်မတတ်တဲ့သဘာဝရှိတယ်ဒီပူလောင်ရပင်မရတာကောင်းတဲ့သဘောမဟုတ်ဒါတွေလုံးဝငြိမ့်သွားတဲ့အငြိမ့်တဲ့နိဗ္ဗာန်ကိုရှာမယ်ဆိုပြီးတော့ရှာအဲ့ဒီရှာဖွေခြင်းကိုဘာလို့ခေါ်တော့အရိယပရိယေတနာအရိယာသူတော်ကောင်းတို့ရဲ့စာမိခြင်းလို့ဓာတ်ရိုက်ပါလာပြန်မဆိုလဲပြန်လို့ရတယ်ပေါ့နော်ဒါပေမဲ့တကယ်တမ်းကဘာလို့ဖြူရှင်သောတန်ရှင်သောမြင့်မြတ်သောရှာဖွေခြင်းဒီလိုအဓိပ္ပာယ်ရတယ်ဟုတ်လားဒါလေးတွေကဘဝမှာအခြေခံကြကြရှိထားရမယ့်အရာငါဘာဆက်လုပ်မလဲဆိုတာဘုန်းကြီးကတော့ဘဝကိုကစားပွဲကြီးတစ်ခုလို့မြင်ပါတယ်နော်အခုချိန်တော့ကိုယ့်နိုင်တယ်လို့လည်းထင်ချင်းလည်းထင်နေမှာပေါ့နော်ကိုရှာထားတာလေးကိုရှာတိုင်းလေးရပြီဆိုရင်လူတွေကအလွန်မောက်ကြနေဟုတ်လားနိုင်ပြီအောင်နိုင်သူကြီးပေါ့ဟုတ်လားဘယ်အချိန်ကြမှာရှုံးနေဆိုတာသိရမှာတော့ခုနကအသိဉာဏ်လိုအပ်ချက်တောင်းလာပြီအဲ့ဒီအချိန်မှာမပေးနိုင်ဘူးဆိုရင်ဒါခွက်လာအောင်ရှုံးမယ်ဘာလို့ဆိုကိုစိုးသောကနိုင်တယ်လို့ထင်တာတွေအကုန်လုံးထားခဲ့ရတော့မှာသူကဘာမှအဲ့ဒီအချိန်မှာသုံးစားလို့မရဘူးဒါရိုးရှင်းလေးဒါလူငယ်ပိုင်းလူလက်ပိုင်းတွေပါတယ်အဲ့ကိုယ့်ဟာကိုယ်စဉ်းစားနော်ဒါပါလေတရားရှာခြင်းစိတ်ကိုဘုန်းကြီးတို့တဘာဝကြကြဖြစ်ပေါ်လာအောင်လို့ဘုန်းကြီးကအဲ့ဒါကိုရည်ရွယ်ပြီးတော့ပြောတာဆိုတော့ဟိုခန်းထဲမှာပြောခဲ့တာဒါတွေကိုရည်ရွယ်တာနော်အဲ့တော့တရားစကားပြောတာတော်တော့ပြီးထင်ပါရဲ့နော်အဲ့တော့ခန္ဓာတစ်ခုဆိုတာအစာဆုံးတနာရီလောက်ပဲကောင်းပါတယ်ဟုတ်လားအခုဘုန်းကြီး56မိနစ်ရှိပြီနော်တခါကြီးကျင်းတတ်မယ်ထင်ပါတယ်ဟုတ်လားအဲ့တော့ဘုန်းကြီးအဓိကပြောတာဘာပြောတာတော့ဘဝလိုအပ်ချက်တွေနဲ့သွားနေတာပါဘာတွေလိုတယ်ဆိုတာသိရမယ်အသိဉာဏ်လိုအပ်ချက်ကတော့အကြီးမားဆုံးပဲတစ်ဆက်တည်းဘာတွေကတော့သိမလိုပါဘူးကွာဆိုတာကိုလည်းသိရမယ်မလိုတာကြီးလိုတယ်ထင်လိုတာကြတော့မလိုဘူးထင်လိုတာကြတော့လူမှန်းကိုမသိဘူးဟာအဲ့ဒါလိုသွားမယ်ဆိုရင်အကုန်လုံးဦးနှင်းခွန်နေနဲ့အဲ့ဒါဒုက္ခဖြစ်မှာဒီသဘောကိုပြောတာနော်ဗာလေးကိုချီခံပြီးတော့ပြောတော့ဂရေ80ကျွဲဝါတဲ့တထေသားလင်မယားဟုတ်လားငယ်တုန်းကရှာဖွေခဲ့မယ်ဆိုရင်ဥစ္စာပစ္စည်းရှာလဲထိတ်တန်းတတိဖြစ်မယ်သူတော်ကောင်းတရားရှာမယ်ဆိုရင်လည်းတရားသူတရားမြတ်ရမယ်ဒါပေမဲ့သူတို့ရှာခဲ့သလားမရှာခဲ့ဘူးအဲ့တော့ဘာဖြစ်သွားတာတော့ငါမရှိတဲ့ရေအိမ်မှာတောင်ကျိုးတဲ့ဂျိုးကြအိုမှိုင်တယ်လို့မှိုင်ရတယ်နော်ရှေးဟောင်းနှောင်းပြစ်ကိုပဲတောင်းတပြောဆိုညီးသွားရင်းနဲ့လေးညို့ကလွတ်ထွက်သွားတဲ့နောက်လောက်စလုံးတို့မြားတံတို့အရှိန်ကုံတို့မြေကြီးပေါ်မှာမလှုပ်တော့သလိုမျိုးအစွမ်းတုံးပြီးတော့ကြမ်းမှိုင်ပြီးတော့ဒုက္ခဖြစ်နေတဲ့အနေအထားမျှော်မှန်းရမယ်နော်အနာဂတ်ကိုမြင်ရမယ်ဟုတ်လားကျွတ်တို့အနာဂတ်ကိုမြင်တဲ့အခါမှာပြည့်စုံဖို့ဒါကိုပြောတာကျွတ်တို့ရဲ့အနာဂတ်ကိုမြင်တာတွေကတစ်ဖက်ဆောင်းနှင်းဖြစ်နေတာနော်စာဝိနည်းကျမ်းမာရေးလိုအပ်ချက်ရှိတဲ့အနာဂတ်ကိုပဲကျွတ်တို့ကမြင်ပြီးတော့တွက်ထားတာကိုဟုတ်လားအသိဉာဏ်လိုအပ်ချက်ရှိတဲ့အနာဂတ်ကိုကျွတ်တို့သိပြီးတော့အမြင်မိဘူးဒါလေးကိုဘုန်းကြီးကတော့တရားကြီးရဲ့နော်ဒီတရားလမ်း20ပြည့်နေ့မှာအမှတ်တရလေးအနေနဲ့လည်းပဲပြောပါတယ်နော်ဒါကြောင့်တကယ်အကြီးမားဆုံးလိုအပ်ဖြစ်တဲ့အသိဉာဏ်လိုအပ်ချက်ကိုဖြည့်ဆည်းပြီးတော့နော်တကယ်လိုအပ်တဲ့အချိန်မှာထုတ်ယူသုံးဆွဲနိုင်တဲ့အနေအထားတစ်ရပ်ကိုရောက်အောင်ကြိုးစားအထောက်နိုင်ကြတဲ့သူတော်ကောင်းတွေဖြစ်ကြပါစေလို့ဘုန်းကြီးတို့ဆန္ဒပြုပြီးတော့ဒီကနေ့ပြုကြရတဲ့ကုသိုလ်ကောင်းမှုအစွတ်စွတ်တို့ရဲ့စွမ်းတတ္တိကြောင့်ဘုရားတပည့်တော်တို့သည်မဲ့ညာဘုရားမျက်နှိပ်ပံကိုလင်းမြန်ထုတ်ချောက်မျက်မှောက်ပြုပရစေကုန်သောဟုပတ္တနာအောင်စုပြုကြကုန်ရာတည်း